ခင်ဗျားတို့လူဘောရယုံနာရနေကြယုံနာရတော့ပရိသေနေကလေးကအမျိုးမျိုးနဲ့ရောက်စားကြတဲ့ကိုကဘောနိကနိကလောဘသောဆိုတာကကိုထုံးလာပြီဟမ်ဒါကတော့ဘာမလားဘာလာတော့လောဘသောဆိုတာဒီသူနဲ့သားရတဲ့ဖြစ်တဲ့အဝိဇ္ဇာနဲ့မတွေ့ဘူးလားတွေ့တော့သူတို့ကအမျိုးမျိုးနဲ့ရောက်လို့ခဏလေးတစ်စက္ကန့်အောင်နေရင်သူတို့ရောက်ကိလေသာဝရောက်သဘောကျအဲ့တော့ငကိုရာကကိလေသာဝကြောင့်ဘာဖြစ်တယ်ကမ္မဝကြောင့်ဝိပါကဝထဲဝိပါကဝရဲ့ဝထဲမှာတစ်စက္ကန့်လောက်ရှိသေးတယ်ရောက်ခါအမေကောင်းနဲ့ကလေးကြီးချက်ကနေဒီကရှိသေးတယ်ကိလေသာဝနှစ်ခုရောက်မရောက်သေးဘူးရောက်ဒါကြောင့်တရားဓမ္မတို့ဝိပါကဝထဲကဘာတော့ပွားရုံမေးပါသွားကြမှာရေသွားရတရားဓမ္မပြောင်းတော့မယ်မလဲဘူးလားလဲမှာလားလဲရတာမဟုတ်ပါဘူးဝိပါကဝထဲဘာပေါ်ပွားနေပေါ်ပွားကုန်ရှင်းပြမယ်မင်းရတဲ့အခုလူယုံနံဆိုတာကလူထဲမှာလည်းမင်းတွေကလည်းဖြင့်ဒီဝါဥစ္စာရနာဖြစ်စေမြေဝါဖြစ်စေရုပ်ရည်ဝကာဖြစ်စေမင်းညာရရှိသေးတယ်ကအဝိဇ္ဇာကတရားဟောတဏှာကဒီတဲ့ကောင်းတာရကျင်တယ်ဆိုတော့လာတာမလာဘူးလားလာပါဘူးဒါအမေဝမ်းတဲ့ကလည်းသူတရားဟောလာလိုက်တာပြင်မဲ့ကြလာတော့သူတို့နှစ်ခုကဟောရတယ်မင်းဟောသူများကြည့်သူများတိုက်ဘယ်နှလုံးနဲ့နေရတယ်တိုက်ဘယ်နှထားနဲ့ကပဲမျိုးမျိုးနဲ့ရှိရတယ်မင်းဖြစ်စေရနည်းနည်းညံ့နေသေးတယ်အဲ့တော့မင်းဖြစ်စေရနည်းနည်းညံ့တယ်လို့ဆိုတာကမိစ္ဆာညာအဝိဇ္ဇာကဟောသဘောကျဒါဖြင့်သူတို့ကိုကြည့်ပေါ့ကျုပ်လုံးမယ်ဆိုတော့ဝိဇ္ဇာနဲ့သဏ္ဍာန်ပေါ်လဲပေါ့ပွားတော့ခင်ဗျားတို့ဘာလို့ကြမလဲလို့မေးတဲ့အခါကျတော့ကွာကာယကံဝစီကံမနောကံနဲ့ကြိုးစားရရလို့ရှိရင်ဘယ်မရဟနေမလို့လာပြီးတမောကကာနေမလို့ဘူးလားလို့ဘုလောကမှာကာယကံကာယကံရောဝစီကံရောစိတ်ကံကာယဆိုတဲ့ကံတွေလုံးမလားမလို့ဘူးလားကာယကံဝစီကံမနောကံနေနော်လောက်တဲ့အခါကျလို့ရှိရင်ဒီမှာကမ္မဝလာဖြစ်တယ်မဖြစ်တယ်တမောဝလာလို့ရှိရင်ဒီမှာသုတ္တံလေတေရံဥပကဝဆိုတဲ့ယုံနာခွလငါတဲ့ကြီးတဲ့ယုံနာပေါ်မှာပေါ်လဲပေါ်တပတ်ရလား